မင်္ဂလာပါဗျကျွန်တော်ကတော့ရေပေါ်အုပ်နီးပညာတွေကိုမျှဝေပေးနေတဲ့ဥစ္စာအောင်ပဲဖြစ်ပါတယ်ဒီနေ့မျှဝေသွားမယ့်အပိုင်းလေးကတော့ရေပေါ်အုပ်လုပ်ဖို့เนาะဝိတ်ပေါ်အုပ်ပေါ့ရေပေါ်အုပ်ဝိတ်ဖို့ CSC နီးပညာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းလေးတွေတည်ထောင်လို့ရှိရင်ဘယ်လောက်ကုန်ကြမလဲဆိုတဲ့မိကွန်းလေးကိုဒီဗီဒီယိုလေးနဲ့ဖြည့်ပေးသွားမှာဖြစ်ပါတယ်တို့တော့ကြောင့် CSC ဝိတ်ပေါ်အုပ်နဲ့လုပ်ငန်းလေးတွေလုပ်ဖို့အတွက်စိတ်ကူးရှိတယ်တည်ထောင်ခြင်းနဲ့ဆိုလို့ရှိရင်ပထမဦးဆုံးစဉ်းစားရမယ့်ချက်ကတော့မိမိမှာလက်မှုလက်ရင်ဘာပစ္စည်းတွေရှိတယ်လဲဆိုတာတွေစရမှာဖြစ်ပါတယ်တို့တော့ကြောင့်ကျွန်တော်တို့ဝိတ်ပေါ်အုပ်တွေစလုပ်တဲ့နေရာမှာပထမဦးဆုံးလိုတာကတော့မစ်စာပေါ့နော်မစ်စာဆိုတာအုံမွေးလုံးလိုမစ်စာမျိုး CSC မစ်စာလိုမျိုးလက်လက်မှွေဆက်လိုမျိုးတစ်ခုလိုပါတယ်တို့အတွက်ကြောင့်တချို့ကလည်းမြင်းကြတာပေါ့နော်ဆရာကြီး CSC မစ်စာတွေမှာလည်းအမျိုးမျိုးရှိတယ်ပေါ့နော်ဟိုပေါ့ရောဘင်တိုက်တွေဟိုပေါ့ပါတကယ်တွေအမျိုးမျိုးပေါ့နော်ဟိုသူ့အတတ်ပညာနဲ့သူလောက်ကြတာပေါ့နော်ဒါပေမဲ့တကယ်လုပ်ငန်းကြီးတွေလုံးမပဲဒီလိုမှုဆက်အကြီးကြီးတွေလိုပါတယ်လုပ်ငန်းသေးသေးလေးတွေကိုတနိုင်တစ်ပိုင်းလုပ်တဲ့ဟာလေးတွေမိမိအိမ်မိမိစောက်တဲ့ဟာလေးတွေရရင်ဒီလိုလက်ကလေးတွေနဲ့နိုင်နိုင်နင်းနင်းလုပ်လို့ရပါတယ်တချို့ညံကောင်းတဲ့လူတွေထွင်တတ်တဲ့လူတွေဆိုရင်ဒီလိုလက်လေးတွေကိုကျွန်တော်တို့ပလတ်စတစ်ကော်ဘုံထဲမှာအထိုင်ချပြီးတော့ပလတ်စတစ်ကော်ဘုံကိုစုံလည်နည်းနဲ့လှည့်ချလို့ရတဲ့ဟာလေးတွေလုပ်ပြီးတော့လဲလုပ်ပါတယ်ကျွန်တော်ကိုယ်တိုင်လဲဟိုတော့အိမ်ကြီးစဆောက်တဲ့အချိန်တုန်းကဆိုရင်ဒီလိုလက်လေးတွေနဲ့စောက်ခဲ့တာတွေလည်းရှိပါတယ်နောက်ပြီးတော့အုံမွေးလုံးလေးနဲ့လည်းမှွေလို့ရပါတယ်အုံမွေးလုံးလေးနဲ့မှွေရင်တော့ကျွန်တော်တို့အုံမွေးလုံးရဲ့ဒလက်တွေကကဘာမီကြီးဆွဲအားကြောင့်ကြောက်တွေကိုမှွေတဲ့နေရာပါပဲအသုံးပြုတဲ့ဟာကိုကျွန်တော်တို့က CSC အစားထိုးပြီးမှွေမယ်ဆိုရင်ဒလက်ကလေးတွေနည်းနည်းပြန်ပြင်ရပါတယ်သူ့ထဲမှာပါတဲ့ဒလက်တွေကိုဖြုတ်တင်တာဖြုတ်တက်တင်တာတက်ပြန်ပြင်ရပါတယ်နောက်ပြီးတော့ဒီလိုအုံမွေးလုံးနဲ့မှွေလို့ရှိရင် CSC မမှွေခင်မှာပဲဘီလက်မီရဲ့တဲ့ရေရောလိုက်တဲ့အချိန်မှာအုံမွေးလုံးရဲ့နိုင်ရန်တွေကိုတွက်ကတ်တယ်အဲ့ဒီကတ်တဲ့ဟာတွေကိုဖြည့်ရှင်းဖို့အတွက်ကိုကအုံမွေးလုံးလုတ်တဲ့အချိန်မှာကျွမ်းကျွမ်းကျင်ကျင်ရှိရမှာဖြစ်ပါတယ်တို့တို့ကြောင့် CSC ကိုအုံမွေးလုံးနဲ့လည်းမှွေလို့ရပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာအုံမွေးလုံးနဲ့မှွေပြီးတော့ CSC ကျမ်းမြင်တွေလောင်းထားတဲ့ဗီဒီယိုလေးတွေတင်ထားတာတွေလည်းရှိပါတယ်တို့အတွက်ကြောင့်ဒီ CSC ကနှံ့ဆက်ရမယ်ဘာနဲ့ပဲမှုရတယ်အချိန်ကြာကြီးမှုစရာမလိုဘူးအမြုပ်ဘူပေါင်းလေးတွေပျောက်တာနဲ့ CSC ဖြစ်ပါပြီတို့အတွက်ကြောင့်တိတ်တီးစားတွေတည်ငြိမ်နေဆိုလို့ရှိရင်အုံမွေးလုံးနဲ့လည်းမှွေလို့ရတယ်ဒလက်ပါတဲ့ဟာတွေနဲ့လည်းမှွေလို့ရတယ်နောက်ပြီးတော့အုပ်ရိုက်တဲ့ဆက်ပက်လက်ဆက်ပေါ့နော်တချို့စီပိုင်းလိုဂယ်ဦးကြီးမှာအုပ်ရိုက်တဲ့ဟိုဟာပေါ့ဘီလက်မြေမွားလေးတွေထည့်ပြီးတော့လက်ရိုက်အုပ်တွေလုပ်တဲ့မှုဆက်တွေနဲ့လည်းမှုလို့ရပါတယ်အဲ့လိုမှုဆက်တွေကဆိုရင်နေပြည်တော်မှာရှိတဲ့အုပ်လုပ်ငန်းတစ်ခုကသူရှိမှာအဲ့လိုမှုဆက်ပဲရှိတယ် CSC မှုလို့ရတော့မှုလို့ရပါတယ်ကျွန်တော်တို့ကဘီလက်မြေရဲ့တဲ့ရေကိုပြည့်ဖြော်ပြီးတော့မှအမြုံထည့်ရတဲ့အတွက်ကြောင့်ဘီလက်မြေရဲ့တဲ့ရေပြည့်ဖြော်တဲ့အချိန်မှာဒီထဲကရေဓာတ်တွေမဆုံးရှုံးတော့အောင်လုံနေလို့ရှိရင်ကျွန်တော်တို့ CSC မှုလို့ရပါတယ်ဒါကတော့အကျမ်းမြင့်ပေါ့နော်မှုဆက်တွေအကြောင်းပေါ့နောက်တစ်ချက်ကလိုအပ်တဲ့အမြုပ်ဆက်ပေါ့နော်အမြုပ်ဆက်ကကျွန်တော်ဖန်တီးထားတဲ့အမြုပ်ဆက်တွေက18သိန်း30တန်လောက်ပဲရှိပါတယ်အဲ့ဒီဟာလေးတွေကိုဝယ်လို့လည်းရပါတယ်မဝယ်ခြင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်အမြုပ်ဆက်ကိုတူပါပြီးတော့ဗီဒီယိုလေးတွေကျွန်တော်တင်ထားပါတယ်အမြုပ်ဆက်လုပ်ပုံလုံးကြီးအစအဆုံးလေးတွေတင်လို့ရဒါတွေတင်ထားပါတယ်အဲ့ဒီဟာလေးတွေကြည့်ပြီးတော့လည်းဒီထက်လိုအပ်တဲ့စက်ပစ္စည်းလေးတွေဝယ်ပြီးတော့လည်းလုပ်လို့ရပါတယ်တ